အားလုံးပဲမင်္ဂလာပါကဲစကားမများပဲပုံမြင်လေးစားလိုက်ရအောင် ညောင်ပင်ဆောင်သေးရဲ့ရွာတရွာရဲ့အပြင်ဘက်မှာလူတန်းကြောက်ကြတဲ့ညောင်ပင်ကြီးတစ်ပင်ရှိတယ်။အဲ့ဒီညောင်ပင်ကအရန်အိုးပြီးအမြင့်တွေကမြေကြီးပေါ်ထွက်နေတယ်။ညောင်ပင်ရဲ့အရိပ်ကမနက်ခင်းမှတော့မောင်းနေတယ်လို့ပဲ။ရွာသားတွေကအဲ့ဒီနေရာကိုနတ်ရှိတဲ့နေရာလို့ယုံကြည်ကြတယ်။ဒါကြောင့်လာပြည့်နေ့လကွယ်နေ့တွေမှာလူတွေကထမင်းဟင်းတစ်တီမုံတွေတွားထားပြီးနတ်လူပူဇော်ကြတယ်။ရွာမှာစကားတစ်ခုရှိတယ်။ညောင်ပင်အောက်မှာထားတဲ့အစာကိုမထီနဲ့မစားနဲ့မဟုတ်ရင်နတ်ဝင်ပူမယ်။ဒီနေ့မှာတော့ကိုမောင်ထုံးဆိုတဲ့လူငယ်တယောက်လေကနေနောက်ကျမှပြန်လာတယ်။ညအချိန်ဖိနေပြီ။လမ်းကလည်းအလွန်မောင်းနေတယ်။သူလမ်းလျှောက်လာရင်ညောင်ပင်အောက်မှာထမင်းပကန်းနဲ့ဟင်းတွေတွေ့လိုက်တယ်။ဟင်းနန့်ကအရန်ကောင်းနေတယ်။ကိုမောင်ထုံးကဘိုက်စာလွန်လို့ဘယ်သူမှမရှိဘူး။ငါစားလိုက်မယ်လို့ပြောပြီးထမင်းကိုစားလိုက်တယ်။စားပြီးမိနစ်အနည်းငယ်ကြာတော့လေတစ်ချက်တိုက်လာတယ်။ညောင်ရွက်သူရှားရှားဆိုပြီးလှုပ်လာတယ်။အဲ့ဒီအချိန်မှာမိန်းမတယောက်ရဲ့အတန်တိတ်တိတ်လေးကြားလာတယ်။အဲ့လားငါအတွက်ထားတာကိုမောင်ထွန်းကြောက်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဘယ်သူမှမရှိဘူး။သူထွက်သွားမယ်ဆိုတဲ့အချိန်မှာညောင်ပင်ဘောကနေစပွန်ရှိရှိအရေးတစ်ခုလှုပ်လာတယ်။ကိုမောင်ထွန်းဝေါက်ကြည့်လိုက်တော့ညောင်ပင်ဘောကမျက်နှာဖြူဖြူမျက်လုံးနီနီမိန်းမတယောက်ထိုင်နေတယ်။သူ့စပင်ကမြေထိရှည်နေတယ်။သူ့မျက်နှာကလူမဟုတ်တလို့အရန်ကြောက်ရှာကောင်းတယ်။မိန်းမတရေကတဖြည်းဖြည်းညောင်ပင်ဘောကနေရှောဆင်းလာတယ်။ငါအစားကိုဘာလို့စားတာလဲ။အတန်ကတိတ်တိတ်လေးပဲမဲ့အရန်ကြောက်ရှာကောင်းတယ်။ကိုမောင်သွန်းပြေးဖို့ကြိုးစားပေမဲ့ခြေတော့ဒီမလုတ်လိုက်တော့ဘူး။သူ့ခန္ဓာကိုယ်ကတုံနေတယ်။မိန်းမတရေကသူ့နားကိုရောက်လာပြီးမျက်နှာနားမှာခနီးနီးရပ်တယ်။ပြီးတော့ရုတ်တရက်သူ့ခန္ဓာကိုယ်ထဲကိုဝင်သွားတယ်။တခါတည်းကိုမောင်သွန်းမျက်လုံးပြီးကြောက်စရာအတန်နဲ့အော်ဟစ်လိုက်တယ်။ဒီနေရာကငါနေရာငါစားကိုမစားရဘူး။သူလားလေမှာအော်ဟစ်ရဲငိုလို့နေတယ်။အတန်ကမိန်းမအတန်လို့ဖြစ်နေတယ်။ရွာသားတွေကြားပြီးလာကြည့်တော့ကိုမောင်ထွန်းမျက်လုံးပြီးမြေကြီးပေါ်မှာလူးနေတယ်။လူတွေကကြောက်လို့နတ်ဝင်ပူးသွားပြီလို့ပြောကြတယ်။ရွာကလူကြီးတယောက်လာပြီးနတ်ကိုဆုတောင်းပြီးတောင်းပန်ပေးတယ်။ "तू မတိလို့စားတာပါခွင့်လွတ်ပါ။ခဏကြာတော့ကိုမောင်ထွန်းတိတ်သွားတယ်။တဖြည်းဖြည်းသူပြန်တတိရလာတယ်။ဒါပေမဲ့ तू ဘာထိခင်မှမမှတ်မိတော့ဘူး။ဒါပေမဲ့အဲ့ဒီနေ့နောက်ပိုင်းကစပြီးညတိုင်းညောင်ပင်ဘက်ကနေမိန်းမတယောက်အော်တန်ကြားရတယ်။တခါတလေငါအစားကိုမစားနဲ့ဆိုတဲ့အတန်ကြားရတယ်။အဲဒါကြောင့်ဇနီးထီရွာသားတွေညောင်ပင်နားကိုညပါမသွားရဲတော့ဘူး